အစည်းအရုံးရဲ့အကြောင်းကြားစာနဲ့အတူပွဲတစ်နှစ်ပြိတ်လိုက်ပါတယ်ဆိုစဉ်းစားကြည့်ဗျာခေါင်းစဉ်တက်ထားတာနဲ့ကအထင်မှားစရာအမြင်မှားစရာအဲ့မှလည်းတော့ဖြစ်ကျွန်တော်ကပိတ်ပါသူတပည့်တပည့်အစည်းအရုံးလို့ပြောလိုက်ရင်ဖိုးချေဆိုကျွန်တော်ပဲမြင်ကြတယ်ကျွန်တော်ကပိတ်တာပါတားတာပါမျိုးစုံတဘောအလုံးတစ်ခါမှမကြားဘူးတဲ့စာရီစကားတွေအတန်တွေကျွန်တော်ကြားပြန်ကားပြခွင့်ကိုခွင့်ပြုတာဒီတပည့်စည်းရုံးမှာမဟုတ်ပါဘူးပိတ်တာလည်းတပည့်စည်းရုံးမှာမဟုတ်ပါဘူးကျွန်တော်တပည့်စည်းရုံးမှာကျွန်တော်လူငယ်ဘဝတစ်ခုလုံးပြီးပြီးအလုံးလုံးနေရဒီဟာတွေလိုချင်တယ်ကျွန်တော်စားတော့ကပြောခဲ့တဲ့စကားလို့ပါကျွန်တော်ခံစားတတ်ပါတယ်ကျွန်တော်လည်းဝမ်းနေတတ်ပါခုလက်တလို့ဖြစ်ပေါ်နေတဲ့ကိစ္စကျွန်တော်တခြားသူများရဲ့ဟိုရင်တော့အင်တာဗျူးတွေဖြေကြတဲ့ကကျွန်တော်ပါကစ္စတန်နဲ့နာမည်တက်ပြီးတော့လုံးဝမဖြေခဲ့ကျွန်တော်တစ်ချိန်ဖြေဘူးတယ်ဆွမ်းအမရဘူရမှာပွဲရွာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရုပ်ရှင်ဇာတ်ကားနောင်တွင်ဥဒန်းတွင်စီတည်းရုပ်ရှင်ပရက်ရှူးဖြာတော့မှပြီးတော့ကျွန်တော်မှတ်မိပါဘလူးဆောင်ဝတ်ထားလဲဆိုဟုတ်ကဲ့ဆွမ်းရလဲဘာဖြစ်ပါတယ်ဆိုတစ်ချိန်သူ့နာမည်လေးတစ်လုံးကိုကျွန်တော်ထုတ်ပြီးတော့ဖြည့်ခဲ့ကျွန်တော်နာမည်လေးတက်ပြီးတော့သူများအကြောင်းကျွန်တော်အကြောင်းပဲကျွန်တော်ပြောခဲ့တာမီဒီယာတွေမှာရှိတဲ့ interview တွေမှာကုန်ကြည့်လိုက်ကျွန်တော်အကြောင်းပဲကျွန်တော်ဖြည့်ဘာကြောင့်လဲ social media မှာတကယ်ကိုအလွန်ပြန့်နှံ့တကယ်နားလေတဲ့လူကသိပြီမဲ့နားမလဲတဲ့လူတွေရဲ့ဘာပဲမြင်ကြီးလိုက်မယ်ဟာပြောလိုက်မယ်ဟာဆိုကျွန်တော် view site လို့မဟုတ်ပါဘူးအကောင့်အတုတွေနဲ့ရေးတဲ့အခါကျကျွန်တော်ကဘယ်လိုတော့ဖြည့်ရှင်းမလဲမှန်ကန်ကန်တကယ်ကောင်းစီခြင်းလို့တကယ်ကိုပဂရိအမှန်တရားနဲ့ဒါဘယ်လိုရှိဒါတော့တရားတယ်မတရားဒါမှန်တယ်မှားဝေးတာကျွန်တော်ကြိုးစားပါတယ်ကြိုးစားပါဒါတပင်းအစည်းအဝေးမှာဖို့ချစ်အစည်းအဝေးမဟုတ်ပါဘူးကျွန်တော်ဘေးနားမှာတကယ်ပညာရှင်ကြီးတွေနာဂိုင်းတွေရှိနောက်နာဂိုင်းတွေနောက်တွေ့တဲ့ခါမေးပါကျွန်တော်ကြုံလွန်ပြီးတော့လှုပ်ဆောင်ထားတယ်တော့တကယ်မရှိဘူးဘာလို့ကိုဖို့ချစ်ကပုဂ္ဂိုလ်ကြီးရာပတ်သက်မှုတွေရှိတယ်အလွန်ရင်းနှီးခဲ့ပြီးဘာလို့မပြောသလဲမဆိုသလဲဆိုတဲ့စကားတွေလည်းကြားပါတယ်ဒါတော့ပြင်မှာဒီ line ပေါ်မှာကြားတယ်စကားကျွန်တော်ဟာစိတ်ချမ်းသာတဲ့အရာမှနေပါမွန်းကျက်လာတဲ့နေရာတွေအဆင်မပြေတဲ့နေရာတွေမှာတော့ကျွန်တော်ရှောင်ပါတယ်အဲ့အတွက်ကျွန်တော်ကိုယ့်အကူလေးပဲနေတာကိုလို့စရာရှိတာတွေတာဝန်လေးကြည့်အောင်ကျွန်တော်လုပ်တာခါတွေ့လို့မဆက်ဆက်တာနောက်ဆက်ဆိုင်အညိတ်ရုပ်သေးရာမာယနာစသဖြင့်တီထောင်ခွင့်အားလုံးကကျွန်တော်ကိုယ်တိုင်ဘောပင်နဲ့လက်မှတ်ထိုးတာပါကွန်ပျူတာဆိုင်မသုံးထားပါဘူးအရင်တော့သုံးပါတယ်မလူလိုက်တဲ့တခြားပြဿနာတွေဖြစ်မှာစိုးလို့ကျွန်တော်ကိုယ်တိုင်ပင်ပန်းတယ်တခါည7 နာရီတနာရီလက်မှတ်ထိုးပြီးတော့ခုတနင်္ဂနွေလုံးမှာရှိတဲ့အဖွဲတီထောင်သူအားလုံးရဲ့လက်မှတ်ကကျွန်တော်ထိုးပေးထားတာကျွန်တော်ဒီဘွဲ့လက်မှတ်ထိုးပြီးမယ်ဒီဘွဲ့လက်မှတ်မထိုးဘူးဒီဘွဲ့ကိုကျွန်တော်ဘာလုပ်မယ်ဆိုတဲ့ကိစ္စမျိုးဟာအဲ့ဒီမှာနံပါတ်1အချက်ဘာမှမရှိပါဘူးအမအကြောင်းမျိုးကြောင့်ကျွန်တော်ခီးသွားနေမှာအားသေးဘူးလာပြီးတော့မိသွားလို့နေပါအောင်ဆိုဒါရီယာကိုပညာဘယ်လိုပြောမပြတခါမှမရှိဘူးကျွန်တော် EC ကကျွန်တော်ဇဝဲကုံမော်တင်ဥရာဒီမှာလက်မှတ်ထိုးအောင်ဖိုင်ခါများလာ ਈ လားချက်ချင်းထိုင်ထိုးပြီးတာနေရောညာရောတခါတလေဒီမှာမလာနိုင်ကျွန်တော်အိမ်ကိုဒီကစီးရယူလာပြီးရင်ကျွန်တော်အိမ်မှာဘောလုံးကန်ရင်လဲထိုးအချင်းချင်ရင်လဲထိုးအေးရနားနေချင်တော့မှကျွန်တော်လက်မှတ်ထိုးပြီးရောပြန်ယူသွားရှိပါအဲ့တော့ဖြစ်တဲ့ပြဿနာကဒါအလုံးသိခဲ့ပြီးသားအနေထားကကလေးသူငယ်ဆိုင်ရာဆရာဝန်အတိုင်းဝိုင်းနေပါတယ်အလုံး line ပေါ်မှာထပ်တွဲပြီးတော့ကျွန်တော်တို့ရည်ညွှန်းပြီးတော့
UNICEF နဲ့မြန်မာနိုင်ငံတပင်စည်းရုံးဖို့ဆိုပြီးတင်နေကျွန်တော်မှမှတ်တမ်းနေရှိပါတယ်အားလုံးလေးမြင်တွေ့ခဲ့ပြီးဖြစ်ပါလိမ့်မယ်ဒါကျွန်တော်ပါစကပြောရမယ့်စကားဟိုမဟုတ်ပါဘူးဘိုးတပင်ရဲ့ Messenger မှာဒီအနဲ့ပတ်သက်ပြီးဆောင်ရွက်ပြီးပါကျွန်တော်ပြန်ကြရင်မှလည်းကျွန်တော်တင်ပြဟုတ်ပါတယ်ကဲဒါဆိုရင်တော့ဒါပေမဲ့ကျွန်တော်စာထုတ်ဖို့အများကြီးစဉ်းစားတယ်အဲ့ဒီညချက်လေးကိုဖတ်ကြည့်ပါအဖွဲ့နာမည်မထည့်ထားပါဘူးဘယ်သူဘယ်ဝါရဲ့ဇက်လို့ကျွန်တော်မထည့်ထားပါဘူးစုံစမ်းစီစစ်ဆောင်ရွက်မယ်လို့ပဲရေးထားပါတယ်အရေးယူမယ်လို့တခွန်းမှမပါပါဘူးညချက်ကိုဖတ်ကြည့်ပါအဲ့ဒီညမှာပဲတာဝန်ရှိတဲ့သူများကကျွန်တော်တပင်ချံကိုလည်းလာပါတယ်တပင်စည်းရုံးကိုလာပါတယ်၎င်းဇက်အဖွဲ့ရှိတဲ့မင်းသားရှိတဲ့နေရာကိုလည်းသွားတယ်လို့ပြောပါတယ်သိရပါတယ်ဘာစကားမှမပြောရသေးခင်မှာကျွန်တော်နိုင်ကအိမ်မြပြောတဲ့စကားတစ်လုံးရှိတယ်နိုင်ကအိမ်မြခင်ဗျာအခုလုပ်တဲ့အစည်းအဝေးဒီဟာဒီတရားဆွဲဆိုရင်လုံးဝမဟုတ်ပါဘူးခင်ဗျာတပင်စည်းရုံးကလုံးဝတရားမဆွဲပါဘူးခင်ဗျာလို့ပြောပြီးမှအစည်းအဝေးကိုစပါတယ်ရှင်းအောင်ဒါတရားဆွဲဖို့မဟုတ်ဘူးနော်နိုင်ကအိမ်မြခင်ဗျာတရားဆွဲဖို့ပေါ့တပင်စည်းရုံးလုံးဝတရားဆွဲတဲ့ပုံစံမဟုတ်ပါဘူးမလုပ်ပါဘူးခင်ဗျာအဲ့တော့အရင်ဦးဆုံးပြောပြီးမှအစည်းအဝေးလုပ်ပါအဲ့တော့တရားတော်မဆွေဟုတ်တယ်ဒါပေမဲ့ဒီစင်ပေါ်မှာဒီလိုဖြစ်တာတို့လည်းမမြင်ဘူးကွာမသိတော့ဘူးကွာစသည်ဖြင့်ပေါ့ဒါပေမဲ့အနှစ်ချုပ်ကအားလုံးလည်းပြီးတော့ရောကျွန်တော်ကပြန်ပြီးတော့ကျွန်တော်ပဲပြန်တင်ပြတယ်ဟိုဒီမှာပဲခံဝန်ကလေးနဲ့တတိပေးလိုက်တယ်ဆိုရင်အဲ့လိုလေးမကောင်းလားခင်ဗျာလို့ကျွန်တော်နာဂိုင်းမြောက်ကိုပြန်ပြီးတင်ပြပါအဲ့ချိန်မှာကျွန်တော်ရဲ့တွဲဘက်တွေးမှုနဲ့ဦးတီရီမောင်မောင်ကဥက္ကရာဒါနည်းနည်းလေးတော့လည်းဟွာဖြစ်တယ်ဒါမှမဟုတ်လည်းဒီလိုဖြစ်ရမျိုးရှုံးချတယ်လို့ထည့်မလို့ထည့်တင်တယ်ပြောတယ်နာဂိုင်းဦးချမ်းသာစိတ်မကောင်းဖြစ်သွားပါလိမ့်မယ်တော့ကြာတာဥက္ကရာလေးပေါ်မှာလေတမျိုးမြင်နိုင်ပါလေရှုံးချတာလေးဖြတ်လိုက်ကြရအောင်ဟာကောင်းတာပေါ့โอเคဖြတ်လိုက်အဲ့ထုတ်ပြန်တဲ့စာအတိုင်းပဲကျွန်တော်ထုတ်ပြန်ပါဝန်ခံကြည့်ယူလိုက်ပါတယ်အဲ့မှာလည်းပါပါတယ်နောက်တော့ဒီလိုမဖြစ်ဘူးရဲ့တည်ဆဲဥပဒေစတဲ့တပင်စည်းရုံးစီမင်းစည်းကမ်းများကိုလိုက်နာပြီးတော့ဆောင်ရွက်ပါမယ်ဖောက်ပြတဲ့ဆိုရင်တပင်စည်းရုံးရဲ့စီမင်းစည်းကမ်းနဲ့ရေးယူဆောင်ရွက်ခြင်းကိုကြည်ပြုစွာလက်ခံပါမယ်ဆိုပါညာအဲ့ဒါကိုကျွန်တော်တို့ကမှတ်တမ်းယူလိုက်ပြီးတော့ဤကဲ့သို့ဆောင်ရွက်ပြည်စည်းကြောင်းပြည်တော်စုဝင်ကျွန်တော်တို့ရဲ့ Focal Ministry ကသာသနာ့ရေးကြီးမှုဌာနဖြစ်တဲ့ဝန်ကြီးစီကိုကျွန်တော်တို့ကဒီလိုဆောင်ရွက်ပြီးပါပြီလို့တင်ပေးလိုက်ပါစာရီလည်းမှတ်တမ်းရှိပါအဲ့တော့တပင်စည်းရုံးရဲ့ဆောင်ရွက်ပြီးသောကိစ္စရများနဲ့နောကာကရှင်ဇက်ဘွေရဲ့အတနာခံစာအရာတင်ပြစာအရာနောက်တစ်ကြီးကျူးလွန်ရင်အရေးယူပါလို့ပြည်တော်စုဝင်ကြီးကမှတ်ချက်ပြကျွန်တော်တို့မှဆက်ရှိထပ်မံဖြစ်ပေါ်ပါကနောက်တစ်ချိန်၎င်းဆက်အဖွဲ့ထပ်မံဖြစ်ပွားလာပါကအရေးယူပါဆိုစာအမှတ်366မြင်းဆောင်ခါခွေးတက်9မြင်းဆောင်23252326 2026ဇန်နဝါရီလ30ရက်နေ့ကပြန်ပြီးအကြောင်းကြားပါတယ်ညွှန်ကြားပါတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကလည်းပြည်ပြည်လေးလေးပြီးသွားပြီဆိုတဲ့အတွက်တပင်အစည်းအဝေးကဘာမှထပ်ပြောရန်လဲမရှိတော့ဘူးကျွန်တော်တို့ကဟိုဝမ်းသာတယ်ဒုက္ခဝင်နေပြီးတော့တဲ့တပင်အစည်းအဝေးဆောင်ရွက်ပြီးလိုက်တာလေအဆင်ပြေသွားတယ်အဲ့တုန်းကမင်းသားမန်နေဂျာစသဖြင့်ပြောလိုက်တယ်ဒီအနဲ့ပတ်သက်လို့စင်ပေါ်မှာဘာမှမပြောမိတော့နဲ့နော်မပြောကြတော့နဲ့မတိကြအောင်ဆောင်လိုက်ပါတမျိုးဖြစ်သွားလိမ့်မယ်စတာနောက်တာပြက်လုံးဘာမှမလုံးနဲ့နော်ဒီတိုင်းလေးပဲထားလိုက်တော့ပြန်အစမဖော်တော့နဲ့လို့ကျွန်တော်မှားလိုက်ပါတယ်နာဂိုင်းမြလည်းမိုက်တင်နေတယောက်ပြီးတယောက်ဆုံးမပါတယ်ခင်ဗျာပြီးတော့အဲ့ချိန်မှာမြန်မာနိုင်ငံရွှေမင်းသားဖောင်ဒေးရှင်းကျွန်တော်လိမ့်မှုပြီးတော့
မတန်ဆွမ်းကိစ္စနဲ့ပတ်သက်ပြီးရေးယူဆောင်ရွက်ပေးပါတရားဝင်ပြန်လည်တောင်းပန်ရတဲ့19ရက်2လ2026ကပို့ကျွန်တော်တို့လက်ထဲမှာနောက်တစ်ချိန်ထပ်မံဖြစ်ပွားရင်အရေးယူပါလို့မှတ်ချက်လည်းရှိပြီးသားပါဒီစာကိုအကြောင်းပြုပြီးတိုင်တန်းတာဖြစ်လာမူတည်ပြီးတော့တပည့်အစည်းအဝေးကတပည့်စီမင်းစည်းကမ်းနဲ့ညီအရေးယူဆောင်ရွက်ခြင်းဥပဒေနဲ့ညီဆောင်ရွက်ခြင်းများကိုပြုလုပ်ရတော့မယ့်အနေအထားဖြစ်တယ်ဒါပေမဲ့အဲ့ဒီလေးဖြတ်ပြီးတော့ဒီမျိုးဖြစ်မှာဆိုလို့ကျွန်တော်တို့စဉ်းစားပါတယ်အခုလိုမျိုးတွေထင်မှားအမြင်မှားတွေနဲ့နာမှုတွေဖြစ်မှာဆိုတာကြောင့်တိုင်ပင်လိုက်ပြီးခဲ့ကျွန်တော်တို့အချင်းချင်းလည်းမထုတ်တော့ဘူးရေးယူရလည်းမကောင်းဘူးသို့တော့လူကြီးတော့တင်ပါတော့မှတ်ချက်ပြုတ်ထားတာအရေးယူပါလို့ညွန်ကြားစာလေးလည်းရှိနေပါရဲ့နဲ့ကျွန်တော်တို့ကဘာမှလည်းမဆောင်ရဘူးအရေးမယူဘူးဆိုကျွန်တော်တို့ကဒီအဖွဲ့အစည်းကပေးထားတဲ့ပေးရတဲ့တာဝန်မကြီးမပွန်ဖြစ်မှာအနာဂိုင်းမြရဲ့ခွင့်ပြုချက်နဲ့အညီမိကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်ကိုလမ်းညွှန်မှုခံယူပါတယ်လို့ကျွန်တော်တို့ကဝိညာဉ်ဌာနကစာတင်ပေးလိုက်တာခင်ဗျာတုံညာတင်လီမြင်းဆောင်တပ္ပဆာရစီမံ2326 2026ဖေဖော်ဝါရီလ20ရက်နေ့က19ရက်နေ့ကဝါတိုင်နဲ့20ရက်နေ့မှာကျွန်တော်တို့ကအဲ့စာကိုတင်ပေးလိုက်ပါဘာလို့တင်ရလဲဆိုတော့တိုင်နဲ့ရွှေမင်းသားဖောင်ဒေးရှင်းဟာမိတူပေးထားတာပြန်ချရေးဝန်ကြီးဌာနလူကေပြန်ဝန်ကြီးဌာနအဲ့လိုတွေပါတယ်ခင်ဗျဘာလို့ကျွန်တော်တို့ကဒီဝန်ကြီးဌာနတစ်ခုတည်းနဲ့သွားလို့မရဘဲနဲ့ဆိုတော့တင်ပေးလိုက်တယ်တင်ပေးလိုက်ပြီးတော့စာပြန်ကြမလာသေးခင်မှာကိုအစည်းအဝေးလုပ်ပါတယ်ခြားကိစ္စတွေလည်းလုပ်ပါတယ်အဲ့တော့ဝန်ကြီးဌာနစီအဆုံးဖြတ်ချက်ပေါ်မူတည်ပြီးတော့မှဘာဆက်လုပ်ကြမလဲဘာဆက်ပြီးလုပ်ပေးရမလဲလုပ်ကြမလဲတိုင်ပင်ကြရအောင်ဆိုပြီးစာမထွက်ခင်အချိန်ထိကျွန်တော်တို့အစည်းအဝေးလုပ်ပါတယ်တွေ့ဆုံပါတယ်ဒီအနဲ့ပတ်သက်တဲ့စာရောက်လာခဲ့ပါတယ်ရောက်လာခဲ့တဲ့အခါမှာပွဲရလည်းကနေစာလည်းကျွန်တော်စီရောက်နေဒီစာကိုပြန်ပြီးတော့သူတို့အကြောင်းမကြားပဲထားတဲ့ကာလတစ်ခုမှာမတော်တဆများအခြားပြဿနာတစ်ခုတစ်စုံတစ်ရာတစ်ခုထပ်ဖြစ်ခဲ့သည်ရှိတော့ညွန်ကြားထားပြီးသားစာရှိပါရဲ့နဲ့ကျွန်တော်တို့ကဒီအကြောင်းမကြားဘူးဆိုရင်အဲ့ဂျားကာလကိုကျွန်တော်တို့ကတပင်းအစည်းအဝေးတာဝန်ယူပြီးဖြည့်ရှင်းရမယ့်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒါဒီကအစည်းအဝေးပါပဲနာဂိုင်းများနဲ့အစည်းအဝေးရပဲကျွန်တော်အဲ့စာထွက်တာတော့မှကျွန်တော်လက်တစ်ချိန်လုံးကြီးကျွန်တော်ပြောနာမဟုတ်ဘူးနာဂိုင်းမြစာဖတ်ပါအောင်ပြင်မအောင်ခင်ဗျဒါလေးဘယ်လိုလုပ်ကြမလဲဒီစာရပါတယ်ခင်ဗျဆိုပြီးတော့ပို့ပေးလိုက်တာဖြစ်တယ်အဲ့စာဒီကနေသွားပြီးပေးလိုက်တယ်ခင်ဗျပေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ကလည်းဂျားကာလာမှာပွဲလဲကနေတာဆိုတော့အစင်ပေါ်မှာနောက်တစ်ခုထပ်ပြင်တာဘယ်ရက်ကလဲဘယ်နေရာလဲဆိုတာဖြစ်ရင်ဒီမှာညွှန်ကြားထားတယ်လေခင်ဗျားတို့တပင်းအစည်းအဝေးကဆိုတွေကဖြစ်မှာဆိုနာဂိုင်းမြလည်းစိတ်ကျွန်တော်လည်းစိတ်ပူတယ်ဘာကြောင့်လဲဆိုပြဿနာအရင်ရှိရလဲရှိတာလေခုလည်းဖြစ်တယ်မှားခြင်းမှန်ခြင်းကိုမသုံးတတ်ပါဘူးခင်ဗျတိုင်နေတာတွေကတော့ဒီမှာဖြစ်နေတာတွေကတော့အမှန်ပါအဲ့စာပို့တဲ့ချိန်မှာကျွန်တော်ငယ်ငယ်လေးတွေကကျွန်တော်အခမ်းအနားမှာထားပြီးကျွန်တော်ရင်ဝင်ထဲထားပြီးတင်ပေးခဲ့တဲ့တပည့်လေးတယောက်ရှိကိုဝေစင်တို့ကိုသူကလက်ရှိဇက်ဖွဲ့အဲ့မှာနေတာဖုံးဆက်လာအကိုတဲ့စာရောက်ပြီးကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဒီညကျွန်တော်ကလို့မရတော့ဘောတဲ့ညီလေးလို့ဝေစင်ဟောလူကဆရာရှိတာကပြဿနာမတက်စီနဲ့တို့ကစာထွက်ပြီးပါရဲ့နဲ့ကတယ်ဆိုပြီးလိုက်ပြီးပြဿနာရှာမဲ့တိုင်မဲ့အဖွဲ့အစည်းမဟုတ်ငါတို့အဲ့လိုကိစ္စလုံးဝမလုပ်ဘူးမရှိဘူးတတိလေးထားပြီးတော့ထိန်းထိန်းသိမ်းသိမ်းလေးတော့ကားလိုက်တို့ကတော့ညွန်ကြားလာတဲ့စာအတိုင်းပဲပြန်ပို့ပြီးတာဘာလို့ကျွန်တော်အဲ့လောက်ဒီတီး9:45မှာကျွန်တော်စီ miss call ပေါ်တယ် miss call ပေါ်တော့ကျွန်တော်ကပြန်ပြီးတော့ပြောလိုက်တာ9:45
50ခု3မိနစ်ကြာမှ miss call တွေ့လို့ကျွန်တော်ချက်ချင်းပြန်ခေါ်လိုက်ပါတယ်ဒါပေမဲ့အဲ့စာကိုအဲ့မန်နေဂျာကသူမိတူပေးထားတယ်မန်နေဂျာကတင်ပါတယ်တင်တဲ့ခါမှာလည်းပြည့်ပြည့်စုံစုံတင်စီချင်တာမနက်ရုံးစာဗျ Facebook ပေါ်မှာတင်ခွင့်မရှိဘူးဒီရုံးစာကိုဒီပေါ်မှာတင်တဲ့ကိစ္စကိုကျွန်တော်ဆက်လက်ပြီးတော့ခြားတာတင်ပြပြီးမှဆက်လက်ဆောင်ရွက်ပါမတင်ရအောင်အစင်မပြေကျွန်တော်တို့ဝန်ကြီးဌာနကျွန်တော်ပေါ်မှာဝန်ကြီးဌာနရှိနိုင်ငံတော်အဆင့်တင်နေဆိုတင်ဘာလို့ဒီစကားပြောရလဲဆိုမြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့အကြောင်းကြားစာနဲ့အတူပွဲတစ်နှစ်ပြိလိုက်ပါတယ်ဆိုစဉ်းစားကြည့်ဗျာခေါင်းစဉ်တက်ထားတာနဲ့ကအထင်မှားစရာအမြင်မှားစရာအဲ့မှနဲ့သွားဖြစ်တော်တော်များများကအဲ့မှာပါတဲ့ဓာတ်ပုံအစာကိုဖြဲပြီးဘယ်သူမှတချောင်းချင်းမဖတ်ဘူး10ယောက်မှ9ယောက်မှဖတ်အဲ့စာထဲမှာပါပြီးသားသာသနာ့နဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ညွှန်ကြားချက်စာမှတ်ဘလောက်အရာတိရှိလိုက်နာဆောင်ရွက်တော့ထပ်မံကြောင်းကြားပါတယ်ထပ်မံတီးပြီးကြောင်းကြားပါတယ်လို့ကျွန်တော်မှရေးထားတာလေဗျာစကားအသုံးလုံးဝစာကျွန်တော်အလုံးကိုကြည့်စိုက်ပြီးရေးပေးထားတာပေါ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ညွှန်ကြားချက်စာအရမြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုကထပ်မံညွှန်ကြားလာပါသဖြင့်ဆိုရင်ကိုဘာဖြစ်ပါလဲဗျာအခုကသဘင်အစည်းအရုံးကတနေ့ကျွန်တော်ကပိတ်ပါသူသဘင်အစည်းအရုံးလို့ပြောလိုက်ရင်ဖိုးချေးဆိုကျွန်တော်ပဲမြင်ချတယ်ကျွန်တော်ကပိတ်တာပါတားတာပါမျိုးစုံတဘောအလုံးတစ်ခါမှမကြားဘူးတဲ့စာရီစကားတွေအတန်တွေကျွန်တော်ကြားကျွန်တော်တပင်းစည်းအောင်မှာကျွန်တော်လူငယ်ဘဝတစ်ခုလုံးပြီးပြီးအလုပ်လုပ်နေတာဒီဟာတွေလိုချင်လို့မဟုတ်ဘူးကျွန်တော်စားတော့ကပြောခဲ့တဲ့စကားလို့ကျွန်တော်ခံစားတတ်ပါတယ်ကျွန်တော်လည်းဝမ်းနေတတ်ပါစာလေးတိချာဖတ်ကြည့်ညွှန်ကြားချက်တိုင်းအခုဝန်ကြီးဌာနကအဲ့စာကိုလွှမ်းမိုးပယ်ဖြတ်ပြီးတော့ပြင်းထန်စွာသတိပေးလိုက်သည်ဆိုပြီးတော့စာထပ်ပို့တယ်ဝမ်းသာရတယ်ကျေးဇူးတင်တယ်တော်တနိုင်နေကြီးဝန်ကြီးဌာနဝင်ကြီးနဲ့အောက်မှာတာဝန်ရှိတဲ့သူများကျေးဇူးတင်ဘာလို့လဲစရစနာတော်လို့တပည့်စီဦးညာပူတူးတယ်မတော်စရစနာတော့ရင်ကျွန်တော်တီထောင်ဝင်ပတ်စံတော့ကောက်လို့မရဥပမာပြောပြဒါပေမဲ့ကပြီးရောရှိပြီးရောအစဉ်ပြေသလိုကြိုက်တာလုံးကြကြိုက်သလိုသာလို့ကနေရင်ပြီးရောလို့ကျွန်တော်တို့တွေတွေးကြမှာလားခင်ဗျာအလုံးလဲလို့ရှိလဲရှိထိန်ထိန်တင်းတင်းလေးကောင်းကောင်းမွန်မွန်စီကန်းတကြလေးဖြစ်ရင်ပူမကောင်းဘူးလားဗျာလူကေပြန်ဝန်ကြီးဌာနပြန်ကြားရေးကိုစသဖြင့်တိုင်တဲ့ဟာတွေအများဖြစ်လို့ဝန်ကြီးဌာနကလည်းသူဆောင်ရွက်မှာရမယ့်အနေအထားမျိုးတွေတွေးရှိလို့သုံးသပ်ပြီးတော့ဒါဝန်ကြီးနဲ့ဖွဲ့ကဆုံးဖြတ်သို့တော်ခုလည်းသုံးသပ်ပြီးတော့ပြန်ပြီးတော့ဖြေလျှော့ပြီးတော့ပြင်းထန်သွားသတိပေးလိုက်သည်ဆိုတာနဲ့ဆုံးဖြတ်တာကျွန်တော်မှကျွန်တော်စီကနေပြီးတော့မှဝန်ကြီးခမရဘလောက်တော့အေးအေးယူမှဒါမှဝန်ကြီးခမရဘူးကျွန်တော်မှမရှိထားပါဘူးကျွန်တော်နာဂာကြီးများဒီတပည့်အစီအုံကြီးတစ်ခုလုံးကအဲ့လိုလည်းမရှိပါဘူးလမ်းညွှန်မှုခံယူပါတယ်လို့ပြောတာလို့ကျွန်တော်မပါမရှိဘူးဆိုတော့အခုကစာအုပ်တိချာမဖတ်ဖဲနဲ့နာဂာကြီးတွေပါမျက်စိစုံမိတ်ပြီးပြောကြဆိုကြတချို့လည်းရိုင်းရင်ဆိုင်ဆဲကြအင်တန်မှားပါတယ်တပင်လောကသားတချို့တောင်ပါနေတယ်ကျွန်တော်စီမှာမှတ်တမ်းရှိပါတယ်ဆဲလို့ရိုင်းလို့မဟုတ်တာတွေပြောလို့မကန်ပြောလို့စီမင်းစည်းကမ်းဥပဒေနဲ့ဆောင်ရွက်ခြင်းလားတပင်အစည်းအဝေးကဆောင်ရွက်တယ်ဆိုတဲ့ခေါင်းစဉ်အခုကျွန်တော်တို့မှာတိတ်ခက်ခဲပါအဲ့တော့အခုကလည်းပြန်ကားပြခွင့်ကိုခွင့်ပြုတာဒီတပင်အစည်းအဝေးကမဟုတ်ပါဘူးပိတ်တာလည်းတပင်အစည်းအဝေးကမဟုတ်ပါဘူး
သို့တော်တပင်စည်းရုံးမှာအကြောင်းတရားတွေရှိခဲ့ဘူးပါတယ်စွမ်းဆောင်နေကိစ္စတော့အဲ့တော့နာဂာကြီးကတာဝန်ရှိတဲ့ပုဂ္ဂိုလ်နှစ်တပင်စည်းရုံးကပိတ်တာပြန်ဖြေလျှော့တော့ကလည်းတပင်စည်းရုံးပြန်ဖြေလျှော့ခဲ့တာအဲ့လိုရာဇဝင်တွေရှိပါတယ်တိအောင်ပြောစွမ်းကိစ္စတွေတော့ကျွန်တော်တပင်မှာတာဝန်မရှိခင်တည်းကကျွန်တော်နိုင်သမျှကူညီလုပ်ခဲ့တယ်ပိတ်တုံးကလည်းတပင်စည်းရုံးနဲ့ဆွမ်းအောင်ပိတ်တယ်ကျွန်တော်အဲ့တော့လူကြီးကလည်းကျွန်တော်မိဘလိုဖြစ်နေဒီဟာလေးတော့တင်ပြတယ်ညနာမထင်နေဒါလေးပါနေပြောပါကျွန်တော်လည်းဟိုဘက်ယုံဒီဘက်ကနေတဲ့အချိန်တော့ကျွန်တော်တော့ပြောပြီးတယ်သူမှကူညီမတောင်းပါဘူးခုပြဿနာဖြစ်တဲ့အခုမီဒီယာပေါ်မှာအခုတက်နေတယ်အောင်စုကိုခေါင်းဆောင်ထားပြီးကျွန်တော်အဖွဲ့နဲ့ကျွန်တော်ကာခိုင်းနေတာပါမင်းတို့ကတော့အခုမကတော့ငါမြင်ကျွန်တော်ဇက်ပစ္စည်းကျွန်တော် stake ကိုကျွန်တော် expert ကကျွန်တော်နဲ့တစ်သက်လုံးလက်တွဲခဲ့တဲ့ကျွန်တော်ရဲ့အဖွဲ့သူအဖွဲ့သားတွေအားလုံးနဲ့ကျွန်တော်လာငားတဲ့ပုံကြီးကျွန်တော်မကလို့ပွဲဒီကတော့ဆိုရန်ကုန်မှာရှိတဲ့ဖြိုပြီးတွေကျွန်တော်နေရာမှာထားပြီးကျွန်တော်ကတော့သို့တော့ကျွန်တော်ကအခကြီးငွေယူပြီးတော့ပညာသင်တဲ့လူမဟုတ်ပါဘူးအဲ့လိုအနေမှာတာမန်ကိစ္စတစ်ခုနဲ့သူသဖြင့်ကျွန်တော်စကားလေးတစ်ခုကိုထားပဲအဲ့ဒါကြီးများလုံးပါနားမထောင်ဘူးဆိုတဲ့အစိတ်နဲ့ကျွန်တော်တခြားဘာမှမပြောတော့ဘူးကိုယ့်ဘာသာကိုယ်လေးနေလိုက်တာဘာအကြောင်းတရားတခြားမှမရှိသူတို့ကမယ်ကျွန်တော်ဖွဲ့သားတွေနဲ့တွဲလိုက်တဲ့အတွက်ကျွန်တော်ဖွဲ့သားတွေညာချေးရမယ်ပွဲလေးတွေသူတို့ကကြပါကျွန်တော်မကတော့ဘူးနေခဲ့တာပါအဲ့ကာလတော့ပကံတို့ဘာလို့ပွဲကြီးကကြပါတယ်ကြော်ညာတွေထဲမှာလည်းမြူးရွှေမန်းသားဖွဲ့သူဖွဲ့သားများပါဝင်ကပြဖြိုးပြီးမဲလို့တက်ပြီးမှကခဲ့တာတပင်စည်းဝဲရဲ့မူလရည်ရွယ်ချက်ကဗျာမြို့သားယဉ်ကျေးမှုထိန်းသိမ်းရမယ်တိုင်းသားစီလုံးညီညွတ်မှုတွေပူစီလုံးလုံးချရမယ်စသည်ဖြင့်ကျွန်တော်မှရည်ရွယ်ချက်တွေရှိနောက်မြို့သားယဉ်ကျေးမှုဘိုးကော်မတီမှာလည်းတပင်စည်းဝဲကကော်မတီဝင်ဖြစ်ပါထားတယ်ဆိုကျွန်တော်တို့ပေးထားတဲ့တာဝန်နဲ့ဝတ္တရားကလွဲပြီးကြိုးလုံးပြီးလှုပ်ဆောင်တာတွေစောင်းတာဒီနေ့ဒီတစ်ခုမှရှိပါတချို့လဲမျက်စိစုံမိတ်ပြီးတော့စာအုပ်ကြည့်ပြီးတပင်စီးအောင်ဆိုမဟုတ်တဲ့လမ်းကြောင်းတွေနဲ့ပြောဆိုကြတယ်နောက်တိတော်တဲ့လူကြောက်လဲရှ िख ိုးပါတယ်တောင်းပန်ပါတယ်ပြောမိတာမှားပါတယ် attitude လုပ်ပြီးတော့ပြန်ရေးတဲ့လူနဲ့အများကြီးပါကျွန်တော်တို့အဲ့ဒါကြီးကိုလိုက်ပြီးတော့ action ယူပြီးတော့အရေးယူပြောနေတာမျိုးတော့လည်းမဟုတ်ဘူးအခုဒီအကြောင်းပြောရခြင်းအကြောင်းရင်းကတပင်အစည်းအရုံးလက်ရှိဆောင်ရွက်ထားတာရဲ့ဖြစ်ပေါ်နေရတဲ့ရက်တည်နေရတဲ့အနေအထားကိုပြန်ပြီးတော့ရှင်းလင်းတင်ပြတာဖြစ်ပါတယ်နောက်ဒီနေရာနေမှာထပ်ပြီးတော့ဖိတ်ခေါ်ပါတယ်တပင်အစည်းအရုံးကပြန်လဲရွေးချယ်ခြင်းလုပ်တဲ့အခါကျတက်တက်ကြွကြွ